Use book refreshing ပေးကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြမယ့်စာအုပ်လေးကတော့ဆရာမောင်ထွန်းသူရဲ့မှန်ဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်ခင်ဗျာအမြောက်ကြီးတစ်လက်ကဝတ္ထုတစ်အုပ်လုံးကိုမှွေနှောက်သွားမယ်ဆိုတာဖြစ်နိုင်မလားအခုဝတ္ထုရဲ့ထူးခြားချက်ကတော့အဓိကဇက်ကောင်က18ပေါင်တာအမြောက်ကြီးဖြစ်နေတာပါပဲအမြောက်ကြီးကိုလူတွေလက်တွေအဆင့်ဆင့်လွှဲပြောင်းယူခဲ့ကြတယ်ဒီအမြောက်ကြီးပဲဒါပေမဲ့လူတွေကတော့ဇယိုက်မျိုးစုံတချို့တွေကလက်နက်ရှိပြီးစေတလုံးပါရှင်ဖြစ်လာတဲ့နောက်ဆက်တွဲအာဏာကိုမထိန်းသိမ်းနိုင်ကြဘူးတကူအာဏာပေါ်မှာရစ်မှုသွားကြတယ်စပိန်တွေရဲ့သူ့ကြုံမခံစစ်ပွဲမှာအမြောက်ကြီးတစ်လက်ကအလွန်သာသွားခဲ့စပိန်ပျောက်ကြားတပ်သားတွေကပြင်သစ်တွေရဲ့ဖိနှိပ်မှုကိုပြန်ကလေးစားချိနိုင်မဲ့အခွင့်အရေးကိုစောင့်မျှော်နေတာသူတို့တွေအခုလိုအပ်နေတာတော်လန်ရုပ်ခေါင်းဆောင်မှုပေးနိုင်တဲ့သူမျိုးဒီလိုခေါင်းဆောင်နိုင်ဖို့ကလည်းတော်ရုံရည်ချင်းမျိုးနဲ့မဖြစ်နိုင်ဘူးဒီလိုသူတို့ငါသမင်းဖြစ်နေတဲ့အဖွဲတွေကိုစုစည်းပေးနိုင်ဖို့က18ပေါင်တာအမြောက်ကြီးတစ်လက်နဲ့ဆိုရင်တော့ဖြစ်နိုင်ပါတယ်စိတ်တက်ကစောင့်နေပေမဲ့စနစ်တကျဖွဲ့စည်းရတဲ့ပြင်သစ်ခံတဲ့စစ်သားတွေကိုတိုက်ခိုက်ဖို့ကြာသူတို့လူတွေမှာတနက်တောင်နိုင်ကန်နေရတဲ့အခြေအနေအဲ့လိုနေထားမှာပြအပြင်းအမြောက်ကြီးတလက်ရှိနေခြင်းဟာတကွဲတပြားဖြစ်နေတဲ့ပျောက်ကြားတော်လန်ရေးတက်တွေကိုစုစည်းပေးနိုင်တဲ့လက်နက်အောင်ပွဲဖော်လက်နက်ပါပဲနေချက်သမားတွေအာနာရှင်တွေကိုတော်လန်ရင်းနဲ့ကိုယ်တိုင်ကပါအာနာရှင်ဖြစ်မှမသိဖြစ်သွားတဲ့ကာလော့ဆိုလူတွေရဲ့စက်သိန်းကလည်းသင်ခန်းစာယူကြရပါပဲကာလော့ကြားဆုံးတဲ့ချိန်သူ့တက်မှုတရားကမှတ်ချက်ချလိုက်တယ်သူကငါတို့ကြုံရမယ့်ပြဿနာကိုသူကိုယ်တိုင်ပဲဖြေရှင်းပေးလိုက်တာပဲတဲ့ဒီတန်းကာလော့ဇက်ကောင်ကအစပိုင်းမှာအားရစရာကောင်းတယ်ငယ်ရွယ်ပေမဲ့စစ်ကိုပဲတောင်းတနေတဲ့ကာလာကြီးမှာအမြောက်ပစ်ကျွမ်းခြင်းနဲ့စစ်တိုက်တက်တဲ့ကာလော့စ်တယောက်ခေါင်းဆောင်ဖြစ်လာတာမဆန်းပါဘူးအမြောက်ကြီးရဲ့တကူကတပြည်နယ်လုံးကလူတွေရဲ့ယုံကြည်မှုကိုခံရတာနဲ့ထက်သူဆိုတော့ပိုင်ရှင်တိုင်းဒီကောင်ကိုမှတ်ကြတယ်သွေးနဲ့ထင်တွေရောက်ကြတယ်ရှာရှာပပအောက်ချင်မလို့လားဆိုလို့ဂျောဆိုတဲ့လူတယောက်သာရှိလိမ့်မယ်ဒါတော့မှသူကိုယ်တိုင်ကလည်းဒီအဆင့်တန်းနဲ့ထိုက်ကျန်ဆိုတာပြချင်တဲ့စိတ်ကရှိနေသေးတာဒီစာအုပ်ကတကယ်ကိုရတအမျိုးမျိုးပေးဆွဲနိုင်တဲ့စာအုပ်ပါ18ပေါင်တာအမြောက်ကြီးဟာဝတ္ထုရဲ့အဓိကဇက်ကောင်ဖြစ်တယ်ဆိုတာညင်းမြအောင်မှန်နေတဲ့အချက်ပါပဲဒီအမြောက်ကြီးကနေဆက်ဆက်ဖြစ်ပေါ်လာတဲ့မာနကဇာတိမှန်ထက်သန်နေတဲ့မျိုးချစ်စပိန်တွေဖို့တွန်းအားတစ်ခုဆိုတာထက်ကိုအများကြီးပိုခဲ့ပါတယ်တန်ဝေကရစရာကတော့စစ်ပွဲကြားတွေကမြေစာပင်ပြည်သူတွေရဲ့ဘဝပါပဲအခုဝတ္ထုကတကယ်သမိုင်းဖြစ်ရမှန်ပေါ်အခြေခံထားတာမဟုတ်ဘူးဆိုပေမဲ့လူသားတွေရဲ့ဇာတ်တွေကိုပြပြမြပြင်းတဘာဝတကြဖော်ပြထားနိုင်တာတွေ့ရပါလိမ့်မယ်ဒါကြောင့်မို့ဒီစာအုပ်ကိုဖတ်ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်ဗျနောက်ထပ်စာအုပ် review ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်